Amen. Hallelujah. Amen. State trong your home by be careful to not to mama hi to pa ho jata hai. Amen. Inte to nga long dame. Okay. Cái用tom chim mo. Mini so sim bi mo. Mini so la mo. Okay. But I'm also in the case of the Chimman Barrel, no? You will check out and be the Piak in Namado B, from Jibase. Amen. Shalom. 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 Damna. Auna. Nuna. From Tahemo. Okay. So, jump by the bine. Bayang. Jump by the bike of Bale. So, Lade. Yanis. From the Liamo. Salanတရားနဲ့ဆက်ရှိခုရောက်တော့စာလအပိုင်းငယ်29အမဘာကြီးထားလဲဆိုတော့တုပ်ပါတုံကလုံဒန်းနာကိုဘောင်းရင်ကြည့်လေအမဝိယာအမအင်းနာကိခောတုံတုံကြီးဘာဝပြားဒီကောင်းမြတ်တော်မူ၍ဒီလူရဲ့ဒီနာတို့ကိုရှင်မြတ်ချီးမွမ်းကြတော်လို့ဆိုတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့လူသားတွေကကောင်းလားပတ်စင်တော်ကောင်းလားကောင်းတယ်နော်ကောင်းတယ်မကောင်းဘူးနော်လူသားတွေကဘယ်သူမှမကောင်းနိုင်ဘူးကျွန်တော်တို့စိတ်ဆိုးတတ်လားစိတ်ကောင်းတတ်လားကောင်းတာတော့မှဒီလိုတော့မဟုတ်ဘူးနှစ်ပြန်သုံးပြန်မကောင်းတတ်ဘူးလားငါစာပူလားစာလည်းမပြန်ဘူးငါဖုံးစိတ်လည်းမကြိုက်ဘူးစိတ်ဆိုးလားဆိုးတယ်ဒါပေမဲ့ကျွန်တော်တို့ဘုရားကျောင်းမရောက်နိုင်တဲ့အချိန်မှာရောကျွန်တော်တို့ကိုယ်ကိုယ်ရဲ့ဘုရားကျွန်တော်တို့စိတ်ဆိုးဘူးလားဆိုကျွန်တော်တို့ဆေဘူးတပူမထဲတဲ့အချိန်မှာရော तू ကကျွန်တော်တို့ကိုအပြစ်စီရင်လားမစီရင်ဘူးချစ်ချင်းမြတ်တာနဲ့ကျွန်တော်တို့ကိုအမြဲတမ်းဆွဲခေါ်နေတာဟာလေလုယာဟာလေလုယာဒီနေ့ဒီမှာရှိတော်ညီကိုမောင်နှမတယောက်စီတိုင်းကျွန်တော်တို့ဒီကိုရောက်လာတာကဗာလဲကွန်ခတ်ခပ်မောကိုလို့ဘောလာဆွမ်းပါပြီးကွန်ခတ်ခပ်မီတင်ရှိတယ်ဘာကြောင့်ဒီကိုရောက်လာတာလဲဆိုကျွန်တော်တို့တယောက်နဲ့ချစ်ချင်းမြတ်တာပြဖို့ရောက်လာတာဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာချစ်ချင်းမြတ်တာကိုအခြေခံမှပဲကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတစ်ခုစီတိုင်းကအဖွဲ့အစည်းမှာလည်းကျွန်တော်တို့ငွားမှာဖြစ်တယ်အင်းကွမ်းမှာလည်းငွားမှာဖြစ်တယ်ကျွန်တော်တို့အင်းကွမ်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ဇနီးမောင်နှံတော်မှချစ်လို့ယူထားတဲ့ဇနီးမောင်နှံတော်မှရမဖြစ်ဘူးလားဖြစ်တယ်ဦးစားဖြစ်လားမဖြစ်ဘူးနော်တကယ်နိခခပိတ်ရဖြစ်တယ်ကြည့်တကယ်ကိုတခါပဲဖြစ်တယ်ကြည့်အဲ့တော့ချစ်လို့ယူထားတဲ့လင်မယားတော်မှတော့စကားများရတယ်ကြံဖြစ်ရတယ်အခုဒါမဲ့ကျွန်တော်တို့အဖွဲ့အစည်းဖြစ်တဲ့အခါမှာတယောက်နဲ့အခန့်ချက်တွေမတူဘူးအယူဆတွေမတူဘူးတချို့တွေကြတော့နှစ်ချင်းတချို့တွေကြတော့7 day တချို့တွေကြတော့ရေဖြန်းနော်အမျိုးမျိုးပေါ့စနေရှိမယ်တနင်္ဂနွေရှိမယ်ရေဖြန်းရှိမယ်ကျွန်တော်တို့ဆိုရင်တော့ရေနစ်ပေါ့အမျိုးမျိုးရှိမယ်ဟုတ်လားဆိုတော့ဒီလိုမျိုးနဲ့ကျွန်တော်တို့လာတဲ့ခါမှာအဓိကကျွန်တော်တို့စီလုံးဖို့ကဘာကိုရေးကြည့်လဲဆိုတော့ချစ်ချင်းမြတ်တာမောအင်းနာဟာလေလုယာဘယ်နဲ့ကျွန်တော်ပြောရအောင်ချစ်ချင်းမြတ်တာထားပါလို့ပြောရအောင်ချစ်ချင်းမြတ်တာထားပါအာမင်ဟာလေလုယာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘုန်းတော်ဘုရားဒီချစ်ချင်းမြတ်တာဘုရားခင်ဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့ဒါလေးကခြေဦးစွာပြောလို့တာဖြစ်တယ်ဆိုတော့ဒီနေ့နှုတ်သပတ်တော်ကိုခေါင်းစဉ်ပေးခြင်းလေအဲ့ဒါကဘာလဲဆိုတော့စိုက်တဲ့အတိုင်းရေးရမယ်ပြောကြည့်အောင်စိုက်တဲ့အတိုင်းရေးရမယ်အခုကျွန်တော်တို့စမ်းမရောက်လာပြီဆိုတော့ဒီမှာစံပီးနူးဆိုရင်တော့ဟိုတလုံးကသူပါတယ်ခြာစိုက်တာလေးကျွန်တော်တွေ့တယ်ဆိုတော့ तू စိုက်နေတယ်ဆိုတော့ तू ကအချိန်တိုင်း तू ဘာလုပ်မလဲအချိန်တိုင်း तू ရိပ်ရတယ်စိုက်တဲ့ तू ကရိပ်မယ်ဒါပေမဲ့ခမည်းကဘာမှမစိုက်ဘဲနဲ့ဘာကိုရိပ်ဖို့မျှော်လင့်တာဘာမှမစိုက်ရင်ဘာရိပ်ရမလဲဘာမှမရိပ်ရဘူးနော်ကောင်းတာစိုက်ရင်ကောင်းတာရိပ်မယ်အခုကျွန်တော်တို့ဒေးဗစ်မန်နူးဆိုရင်မအားတဲ့ကြားထဲရတယ်နော်မအားတဲ့ကြားထဲကနေ तू ကမနက်မှာလဲခြံပြေးလိုက်ညနေမှာလဲခြံမအားတဲ့ကြားထဲကနေ तू သွားတယ်ဘာလို့ तू စိုက်တယ်အတော်နော်မဲသာစိုက်တယ်မဲကားစိုက်တယ်အတော်ချက်သွန်ကြီးချက်သွန်ဘာလို့အတော်စိုက်တယ်ဆိုတော့အတော်ကို तू စားရှင်တော့ဟာလေလုယာအဲ့မဲ့ကျွန်တော်တို့ဒီကကျွန်တော်တို့ဘုရားခင်ထံမှာကျွန်တော်တို့လူချင်းနဲ့ရပါလဲကောင်းကြီးဟုတ်တယ်ဟုတ်ဂျာမာချင်းကောင်းကြီးငြိမ်သက်ချင်းကောင်းကြီးအင်ကွမ်နွားချင်းကောင်းကြီးမျက်နှာตาရချင်းကော
အကောင်းနေပဲကျွန်တော်တို့လိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့စိုက်တဲ့ဟာကဘာလဲအချိန်လုံးကျွန်တော်တို့ကငရုတ်တီးပဲစိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အချိန်တိုင်းပါရိမ့်မယ်ငရုတ်တီးပဲရိမ့်မယ်လေသူများတွေခရမ်းကြီးကြီးစားတဲ့အချိန်သူများတွေဟိုမှာမဲခါစားတဲ့အချိန်သူများတွေအဲ့ဒါတွေရိမ့်တဲ့အချိန်မှာကိုကတေးကြလို့မရဘူးလေကိုစိုက်တာပါလေငရုတ်တီးကိုစိုက်နေတာကမုံကြီးချင်းကိုစိုက်တယ်ဆိုရင်ဘာလို့ရိမ့်လဲမုံကြီးချင်းပဲရိမ့်မှာမနာလိုချင်းကိုစိုက်ရင်မနာလိုချင်းပဲရိမ့်မှာတော့သူတို့ဘာတွေရဲ့ဟိုဖယားသူ့ကိုချီးမြှောက်နေတယ်။ဖယားသူ့ကိုကောင်းကြီးပေးနေတယ်။ဖယားကသူ့ကိုဟိုဘယ်လိုပြောမှလဲတစ်ခုပြီးတစ်ခုနော်ကျွန်တော်တို့ထဲမှာဆိုရင်တော့ဆရာထုံးဆိုရင်တော့နော်ဘာချလာတွေရလိုက်မာစတာတွေရလိုက်ဒေါက်တာတွေရလိုက်ထပ်ဟိုဖိလစ်ပင်းမှာရတဲ့မာစတာတော့မလောက်လို့ US မှာမာစတာထက်ပြီးအတွန်းသူတွေဘွဲတွေယူတယ်။သူကကောင်းတာတွေစိုက်တဲ့ခါမှာသူကောင်းတာတွေရိတ်တယ်လေ။ဒါပေမဲ့ကျွန်တော်တို့ကဘာတွေစိုက်လဲကျွန်တော်တို့ကစိတ်ဆိုးမယ်စိတ်ကောက်မယ်သူမသွားရင်ငါလည်းသွားစရာမလိုဘူးဒါတွေပဲစိုက်တော့ကျွန်တော်တို့ကဒါတွေပဲရိတ်မှာပေါ့ရိတ်ချင်လားမရိတ်ချင်ဘူးမကောင်းတာတွေရိတ်ချင်လားနော်ကော်တဲမောကျွန်တော်မြန်မာပြည်မှာရှိတဲ့ကော်တဲတွေဆိုတာသူတို့ကဖယားဘုန်းကြီးကျောင်းမှာသွားတဲ့အခါမှာဖယားထံမှာသူတို့ဖယားပန်းနေစက်ကတ်တာမှာသူတို့ကအပုတ်တွေကိုစက်ကတ်မကဲဘူးအကောင်းနေတီးဆိုရင်အကောင်းနေပန်းဆိုရင်အကောင်းနေအကောင်းဆုံးသောအရာတွေကိုသူတို့နော်မယုံကြည်သောသူတွေနော်ဒီတောင်မှအကောင်းဆုံးသောအရာကိုသူတို့ကစက်ကတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကယုံကြည်သူဖြစ်တယ်ဖျားသားလို့ပြောပြီးတော့ကျွန်တော်တို့နော်လုပ်ရမယ်အလုပ်ကျွန်တော်တို့အမ်းပါဆိုတာကြားဘူးလားကြားဘူးလေနော်ဦးတီကြားဘူးလားကြားဘူးတယ်ကျွန်တော်တို့ကြားဘူးတယ်ကျွန်တော်တို့ကိုယ်တိုင်လုပ်တဲ့လူလည်းရှိတယ်လို့တချို့တွေဆိုတော့လုပ်ဖို့တော့မှစိတ်ဝင်စားဝါဒနာလည်းမပေါ့အဝူတီဆိုတာဖျားကိုပေးရမယ်ဆိုတာကိုကြားဘူးတယ်ဒါပေမဲ့ကိုယ်တိုင်လုပ်လာဆိုလည်းမလုပ်ဘူးဒါပေမဲ့အဲ့လိုမလုပ်ချင်းရဲ့အကျိုးဆက်ကဘာလဲဆိုတော့အဲ့ဒီကောင်းကြီးကိုကျွန်တော်ရမလားမရဘူးလေသူများတွေရနေတဲ့ချိန်ကျမှငါကဘာလို့မရတာလဲလို့ပြောရင်ရမလားမရဘူးကိုမမဆိုင်တာမဟုတ်လားမဆိုင်ရင်ဘာရမလဲဘာမှမရဘူးနော်အခုဒီလိုမှလို့ဆိုရင်အိမ်အောင်ဖေးမှဆိုလည်းသူခရမ်းချင်းဒီတွေစိုက်တယ်။ဒါအချိန်တိုင်းကျွန်တော်တို့ကစားချင်းမစားချင်းဒီခရမ်းချင်းတွေကျွန်တော်တို့မရိပ်ရအောင်လား။ရိပ်ရမယ်။ဟာလေလုယာ။အာမင်။ဟာလေလုယာ။နားလည်းနားကိုဖျားကြီးကောင်းကြီးရှာပေးပါစေ။အာမင်။ကျွန်တော်တို့အခုသွားရအောင်။လာတဲ့ရလက်ထုံမောစာလန်ချန်ခန်းကြီးတရားနဲ့တော့အငယ်တိတ်ကနေလေကျွန်တော်ဇုံပေါင်းနဲ့ဖတ်တတ်တယ်လို့ဖတ်လိုက်မယ်နော်။မိုင်းနဲ့နားလည်းပြေပေါ့ကလုံးစီကပ်ပြုတ်တော့အမမီစံထုတ်ကဖတ်ဒီဟီဆိုတော့အဲ့ဒီမှာကျွန်တော်ရှင်းလို့လည်းဖတ်တယ်လို့ပမာလို့လည်းဖတ်တယ်။အိုငါဝိညာဉ်ထာဝရဘုရားကိုကောင်းကြီးပြီးတော့ငါအထဲမှာရှိသမျှလို့တန်ရှင်းသောနာမတော်ကိုကောင်းကြီးပြီးတော့ဆိုတော့ဒါကဘုရားကကျွန်တော်တို့ဒီအထဲမှာရှိတဲ့အရာနော်အထဲမှာအပေါ်ရတတ်မဟုတ်နော်ဖယားเจ้าကိုကျွန်တော်တို့ရံပန်ရံကာမိဘတွေကတွားဟိုင်းလို့တွားတဲ့ပုံစံမျိုးဆန်ဒေးလေးလို့ဖယားเจ้าတက်ရမယ်ပုံစံမျိုးနဲ့ဖယားเจ้าကိုတွားရမှာမဟုတ်ဘူးဒီအထဲကနေချင်းဝါခြင်းတဲ့စိတ်နှလုံးသားနဲ့ဖယားเจ้าကိုတွားတဲ့စီကောင်းကြီးရှိတာဟာလေလုယာဟာလေလုယာဆိုတော့အငယ်မြင့်မှာဗာရေးထားလဲဆိုတော့တုံပါတပတ်dinအမမိကိနာကမန်တီတေဒီဟီလေဆိုတော့အဲ့ဒီမှာအိုငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပြီးလို့ကျေးဇူးတော်အပေါင်းကိုမမေ့လျော့နဲ့တဲ့ဆိုတော့ကျေးဇူးတော်အပေါင်းကိုမမေ့လျော့နဲ့ဆိုတော့အခုတချို့တွေဆိုရင်တော့ထိုင်းကနေဒီကိုရောက်လာနော်တတိယနိုင်ငံ US ကိုတချို့တွေကတော့အိန္ဒိယကနေဟိုတေးလို့ဆိုရင်တော့မလေးရှားကနေရောက်လာတချို့တွေကျတော့အကွန်တာခံတုံးကနေတခါတည်းလာလို့ရှိတယ်နော်အခုကျွန်တော်တို့ဆိုရင်တော့ခံတုံးကနေကော်ပီကနေရန်ကုန်ကနေမလေးကနေဒီကျွန်တော်တို့ဘုရားကအစစ်စစ်ကျွန်တော်တို့ကိုပို့ဆောင်ပေးပြီးဒါပေမဲ့ဒီကိုရောက်လာတဲ့အခါမှာကျွန်တော်တို့เนาะအခုကျွန်တော်တို့ဒီအတော်တွင်ကာလထဲမှာဆိုရင်ကျွန်တော်တငယ်ချင်းတွေထဲမှာလည်းတော်လည်းကောကျွန်တော်တို့ရွာသားအဖွဲ့အစည်းတွေထဲမှာတော်လည်းကောဒီ USA ရဲ့ဘယ်လိုပြောမှလဲဒဏ်ကိုမခံနိုင်လို့ကိုယ့်နဲ့ကိုအဆုံးစီရင်တဲ့လူလည်းရှိတယ်တချို့တွေဆိုရင် just like သွားတဲ့လူတွေလည်းရှိတယ်အမျိုးမျိုးကျွန်တော်တို့ကြည့်တဲ့အခါမှာတော့ကျေးဇူးတော်အပေါင်းကိုမေ့လို့ဖြစ်ဒီနေ့ကျွန်တော်တို့ကကျေးဇူးတော်အပေါင်းဘုရားကကျွန်တော်တို့ကိုနော်အမြဲတမ်းကျွန်တော်တို့တောင်ပေါ်မှာဆိုရင်တော့တော်တော်များများကကျွန်တော်တို့ရွာမှာဘာစားရလဲပြောင်းမှု
စားရှိလို့လားမစားရှိပဲစားတာလားမစားရှိလဲစားရတယ်ဒါပဲရှိတယ်လေစာမမစားနိုင်တာနော်မစားရှိလဲစားရတယ်ဒါပေမဲ့စားရှိလို့လဲစားရတယ်ဒါပေမဲ့ကျေးဇူးတော်ကြောင့်နော်ဒုပ္ပါ happy နာတော့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့နိုးနေပြားရည်စီးတဲ့ခါနံဘီတတရနိုင်ငံလို့ခေါ်လို့ရတဲ့ဒီနိုင်ငံမှာစီဦးထောပဲလို့စားလို့ရတဲ့အချိန်မှာတော့မှကျွန်တော်တို့ကဘာကိုပြန်တန်းတလဲဗိုင်မင်းလင်းပြုံးမရဗိုင်မင်းအောင်လို့စီပူတော့ကြိုက်သေးတယ်ဂျွာမနော်ပူတဲ့ပီတဲ့ကစမစားနိုင်လို့ကိုသားသမီးတွေမြင့်မြင့်တွေကိုစံလေးနည်းနည်းလေးကိုအရွက်တွေထည့်ပြီးတော့စားလာတာနော်ပြောင်းမှုတွေစမစားတယ်အဲ့ဒါကိုကျွန်တော်တို့ကတီးတီးတဲလာပြီးတော့ရိုးရလို့ပါလို့ဘုရားကခမည်းကိုအမြင့်ဆုံးမှာထားပြီးပြီဒါပေမဲ့ကျွန်တော်တို့ကအောက်ကိုပဲပြန်သွားတယ်နော်ဣဒေလာလူတွေကလည်းထိုကဲ့သို့ပဲအဂုတုပီကိုပဲသူတို့တန်းတာတယ်ဘုရားကမောရှေအားဖြင့်ခမည်းတို့နှစ်ပေါင်း430လုံးကျွန်းခံပြီးပြီတော်တော့နိုးနေပြရေးစီးတဲ့ခါနန်ပီကိုငါပို့ဆောင်မယ်ဆိုရင်မောရှေကခေါ်သွားပြီးပြီဒါပေမဲ့ဒီအဂုတုလူနောင်းနဲ့ဂိမ်းတွေကဟိုးအနောက်ကိုပဲကြိုက်အဂုတုမှာစက်တုံနေရှိတယ်စက်တုံပြူရှိတယ်မဲစားရှိတယ်ငတ်တန်ရှိတယ်အောင်လောက်ရှိတယ်ပြောင်းမှုရှိဒါကိုပဲတန်ဘုရားကတစင်ပြီးတစင်ကျွန်တော်တို့ကိုပို့ဆောင်နေပြီဟာလေလုယာအာမင်ဆိုတော့ဒီအရာလေးတွေကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးတယ်ဂျေဇုတော်အပေါင်းကိုမမင်းလျောနဲ့မလေးရှားမှာထောင်ချနေတဲ့အချိန်ရဲဖမ်းနေတဲ့အချိန်မလေးရှားမှာတော့မှကျွန်တော်တို့တုတ်ပါဘုရားမရှိလို့မရဘူးဆိုပြီးတော့ကျွန်တော်တို့အားတီးပြီးတော့ဖမ်းတဲ့ကြားဖမ်းဆီးတဲ့ကြားကနေကျွန်တော်တို့အတက်နိုင်ဆုံးဘုရားเจ้าကိုတော့မှကျွန်တော်တို့ရောက်တယ်ဒီမှာကျွန်တော်တို့လာကြုံမဲ့လူမရှိဘူးလေလာကြုံမဲ့လူမရှိဖုံးခေါ်ပေါ့ဖုံးရှိနေတာကျွန်တော်တို့ကအမျိုးမျိုးအတွန်းနဲ့ဆင်ခြင်ပြီးတယ်ဖះเจ้าမရောက်တော့ဘူးဖះเจ้าမရောက်တော့ဘူးအမ်ဘာပေးရမယ်ဆိုတာလဲနားမလဲတော့ဘူးဆယ်ဘုတ်ဘုတ်ထည့်ရမယ်ဆိုတော့လဲမသိတော့ဘူးဖះကပြောထားပြီးပြီနော်မြည်စမ်းကြည့်ပါပတင်းပေါက်ကိုအကုန်ပွင့်ပြီးတော့အကုန်သုံးလောက်မယ်လို့မာလခိမှလည်းပြောထားပြီဒါတွေကိုလည်းကျွန်တော်တို့ကငငယ်လုံးကလည်းကြားပူပြီးသားတွေဒါပေမဲ့ကျွန်တော်တို့အသက်တာတွေမှာမလိုက်လျှောက်တော့ဘူးဆိုတော့ဖះခင်ပြုတဲ့ဂျေဇုတော်တွေကိုကျွန်တော်တို့မေ့သွားပြီနော်မိသားစုထဲမှာချစ်ချင်းနေမရှိတော့ဘူးအဖွဲ့အစည်းထဲမှာချစ်ချင်းနေမရှိတော့ဘူးတခြားလိုက်စိတ်ကောက်မယ်တစ်ခါလိုက်စိတ်ဆိုးမယ်တစ်ခါလိုက်ကျွန်တော်တို့ဆိုရင်တော်တော်များများစိတ်နဲ့ပတ်သက်ပြီးတော့အကုန်လုံးလှုပ်တတ်တယ်မလားပတ်စင်တော့စိတ်ကောက်တတ်တယ်နော်စိတ်ဆိုးတက်လားစိတ်ပြတ်တယ်နော်စိတ်ညစ်တယ်နော်စိတ်ပိန်တယ်နော်အမျိုးမျိုးအသွမ်းသွမ်းစိတ်နဲ့ပတ်သက်ပြီးတော့ဗမာစကားပုံကဘာရှိလဲဆိုတော့စိတ်ထောင်းရင်ကိုကြည့်တယ်เนาะရှာမလည်းနှုတ်ပို့တည်တယ်เนาะစိတ်ထောင်းရင်ကိုကြည့်တယ်ဆိုတော့စိတ်ချမ်းမှာကိုချမ်းမှာမယ်နှုတ်ကပတ်တော်တခုကဒီလိုပြောတယ်စိတ်နှလုံးကောင်းစားရင်အရာရာမှာကောင်းစားမယ်တဲ့ဟာလေလုယာကျွန်တော်တို့လောလောဆယ်မှာမကောင်းစားသေးတာဘာဖြစ်ကျွန်တော်တို့စိတ်နှလုံးမကောင်းစားလို့လေလုံးမမရတာကျွန်တော်တို့လောဘမတက်ဘူးလားလောဘရှိတယ်ဟိုမှာအဖွဲ့အစည်းကတစ်ခုပေးပါဆိုနှစ်ခုယူမှကျင်းတတ်တာဆိုတော့ကောင်းချီးရှိမလားမရှိဘူးလေနှစ်ခုယူပါစေလေးခုယူရှင်နော်ဖယားခင်ကလေဣဒေလလူတွေကိုမာနမုတ်ကိုနေတိုင်းချပေးတာကောင်းကင်ကနေဒါပေမဲ့ဣဒေလလူနောင်းတဲ့ကိန်းကဣဒေလလူတွေလိုပဲဖယားကနေတိုင်းချပေးနေတာမနှက်ပြင်အတွက်မစိုးရိမ်နဲ့မနှက်ပြင်ကတစ်အတွက်စိုးရိမ်မယ်လို့ဖယားကပြောထားပြီးဒါပေမဲ့ကျွန်တော်တို့ကမနှက်ပြင်နဲ့စိုးရိမ်ပြီးတော့အဲ့ဒီမာနမုတ်ကိုတိုးထားတဲ့မနှက်ပြင်စားမယ်ဆိုဖွင့်ကြည့်တော့ဖဲလေပုတ်တော့ဆိုတော့ဒီနေ့ကျွန်တော်တို့ကောင်းကြီးဆုံးရှုံးရခြင်းအကြောင်းရင်းကကျွန်တော်တို့ဒီဖျားစကားကိုမယုံနိုင်သေးလို့ဖြစ်တယ်။ဟာလေလုယာ။အာမင်။ဆိုတော့ဖျားစကားကိုကျွန်တော်တို့ဒီထက်မကတာ၍ယုံကြည်ဖို့အရေးကြီးတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့နှုတ်ကပတ်တော်ကပဲဂျေဇုတော်အပေါင်းကိုမမေ့လျော့နဲ့တဲ့။ခံသုံးမှာတော့မှဖျားကကျွန်တော်တို့ကိုကောင်းကြီးပေးတယ်ဆိုရင် USA မှာဟောကျွန်တော်တို့ကောင်းကြီးမပေးနိုင်ဘူးလား။ဟာလေလုယာ။အာမင်။ဟာလေလုယာ။မလေးရှားမှာရှင်းနေကိုးနေလုံးပတ်စပို့မရှိဘာမရှိညာမရှိဘဲနဲ့ဖယားကကွဲကပေးတော့ဖယားဒီမှာဟောကျွန်တော်တို့ကိုမကာကွယ်ပေးနိုင်ဘူးလားမလေးရှားမှာတော့မှကျွန်တော်တို့အိမ်ကိုဝင်ပို့နိုင်တယ်လာတိုင်းလို့နော်အဖမ်းဆီးတွေကြားထဲကအလုပ်လုပ်ပြီးတော့ဒီရောက်လာတဲ့ခါကျတော့အားလုံးအစီပြေတယ်တော့မှငွေမပို့နိုင်တော့ဘူးအဲ့ဒါဘာလို့လွန်တာလဲဖယားလွန်တာလားကျွန်တော်တို့လွန်တာလားကျွန်တော်တို့ကကျေးဇူးတော်အပေါင်းကိုမေ့သွားလို့ဖယားကဘာပြောတာလဲကျေးဇူးတော်အပေါင်းကိုမမေ့လျော့နဲ့တဲ့ဆိုတော့အငယ်ထုံမော
Tona ma ba ira le suro ama in kamuna kembyo home maisa a kanana kembyo home damsa hi hallelujah ti api long song ko phie lo yue ti ana yoga shi tamya do ko pyauk si do mu de de phaya ka that pyo de me ma shi de api along song lo pyo de kha ma apya pa la along a kong long ကျွန်တော်တို့လူခဲ့တဲ့အနာလေအတိတ်ကလုပ်ခဲ့တဲ့အဖြစ်အတိတ်မှာကျွန်တော်တို့စိုးမစိုးခဲ့ဘူးလားစိုးခဲ့တယ်ကျွန်တော်ဆိုရင်တော့စိုးတာတော့ကမ်းကုန်တယ်เนาะဒီအခုချိန်ဒီမှာအမာရွရှိတယ်လေခေါင်းတွေးပူတာရန်ဖြစ်တယ်တောင်းတချင်းချင်းဆိုတော့ကျွန်တော်တို့အတိတ်ကလုပ်ခဲ့တဲ့အဖြစ်ကိုလည်းဖျားပါပြောတယ်ခွင့်လို့တယ်တဲ့လက်ရှိပြစ္ဆုတ်ပံမှာကျွန်တော်တို့အဖြစ်မလုပ်နေဘူးလားအဲ့ဒါကိုလည်းဖျားကခွင့်လို့တယ်တဲ့အနာဂတ်မှာရောအဖြစ်မလုပ်ဘူးလို့ပြောနိုင်လို့ရှိလားကော်ပီနူရှိလားလာမယ့်အနာဂတ်မှာအပြစ်မလုပ်တော့ဘူးဆိုတာရှိလားကော်ပီနူတော့ဖြစ်တယ်ဟောဟုတ်တယ်ကော်ပီနူတော့မရှိဘူးနော်ရှိလားဒေးဗစ်မန်နူလာမယ့်အနာဂတ်မှာအပြစ်မလုပ်တော့ဘူးရှိလားယောက်ျားကိုလုံးဝမရှိတော့ဘူးဆိုတာမျိုးဦးတင်ပြောရှိလားလာမယ့်အနာဂတ်မှာငါလုံးဝအပြစ်မလုပ်တော့ဘူးဆိုတာရှိလားမရှိဘူးအပြစ်လုပ်အောင်ပါပဲမဟုတ်လားဒါပေမဲ့ဖယားဘာပြောလဲအတိတ်ကအပြစ်ကိုလည်းငါခွင့်လို့ပြီးပြီလက်ရှိမင်းလုံးနေတဲ့အပြစ်ကိုလည်းငါခွင့်လို့ပြီးပြီအနာဂတ်မှာမင်းလုံးတဲ့အပြစ်ကိုလည်းငါခွင့်လို့ပြီးသွားပြီဟာလေလုယာအဲ့ဒါကိုကျွန်တော်တို့ဒီအဲ့ဒီကျေးဇူးတော်ကိုကျွန်တော်တို့ယုံတဲ့လူမှရတာဖြစ်အာမင်အခုဒီမှာဥပမာတစ်ခုပြောမယ်ဆိုရင်အင်တယ်တွေကဒီမှာတာစီဘောတာကောင်းကြီးတို့စံပြုတ်တို့ချက်ထားတယ်သူတို့ချက်ထားပြီးသားဒါပေမဲ့ကျွန်တော်တို့ကချက်ထားပြီးသားကိုကျွန်တော်တို့ကစားမှကျွန်တော်တို့ဘိုက်ပြေးမှာလေမစားဘဲနဲ့ပြေးမလားမပြေးဘူးလေမဟုတ်လားဘဒူးမှတကူးတကပေါ်တော့တကူးတကလာပြီးတော့လုပ်ပေးမှာမို့ထိုကဲတော့ပဲကျေးဇူးတော်ဆိုတာထိုကဲတော့ပဲကျွန်တော်တို့ယုံတဲ့လူပဲရတယ်ဟာလေလုယာမယုံတယုံမရဘူးဟေပြဲထဲမှာဗာပြောထားလဲဆိုတော့မမြင်သေးသောအရာကိုတိမဲ့ဆွဲလန်းခြင်းအဲ့ဒါကယုံကြည်ခြင်းဖြစ်တယ်ကျွန်တော်ဒေးဗစ်မန်နူကိုမယူခင်မှာတည်းကကျွန်တော်ဒီဆုံးဖြတ်ချက်ချထားတဲ့အရာပါလဲဆိုတော့ဘာမှကျွန်တော်ကချင်းစကားမတက်ပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဟောက်ပြီးတဲ့ယွာသူကိုပဲယူဆိုတော့လာမယ့်အနာဂတ်ကိုကြိုတင်ခံမှန်းပြီးတော့ဖရားထဲမှာဆူတောင်းတဲ့ခါမှာယွာသူမရောက်လားယွာတော့မှဆော့ဆွာလေးရပြောချင်တဲ့ကအဲ့ဒီဆွာရဘန်းကိုပြောချင်တာမဟုတ်ဘူးမမြင်သေးသောအရာကိုတိမဲ့ဆွဲလာတာအဲ့ဒါကယုံကြည်ခြင်းဖြစ်ဟာလေလုယာတို့ကဲလို့ဒီမှာရှိသောညီကိုမောင်တို့အရောက်စီတိုင်းကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေဆန္ဒတွေအရာအလုံးကိုအရင်ဦးဆုံးကျွန်တော်တို့ယုံကြည်ခြင်းနဲ့ပုံဖော်ပြီးတော့ရေးဆွဲပြီးတော့ကျွန်တော်တို့ဒီဆူတောင်းခြင်းနဲ့ပြင်ပရမှာဖြစ်တယ်ဘုရားသခင်မလုံနိုင်တော့အမှုမရှိဘူးဟာလေလုယာတော့ပါစံတယ်မောဆိုတော့အဲ့ဒီမှာကျွန်တော်တို့ရဲ့ဘာပြောလဲအဖြစ်တွေကိုဖြေလို့ပြီးတော့အနာယောဂါရှိသမျှကိုပျောက်စီတော်မူမယ်တဲ့ကျွန်တော်တို့ဘုရားကနော်ခေါင်းကိုက်တာနာစီတာပဲပျောက်ပြီးတော့ဘုရားမဟုတ်ဘူးနော်ခမရမတတ်နိုင်တဲ့စိတ်ကြတဲ့ယောဂါကိစ္စဆဲမအစ HIV မှာအစအမျိုးမျိုးသောအတော်သောယောဂါမှာပျောက်ပြီးနိုင်သောဘုရားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဒီဘာလို့ကိုလဲယုံဖို့လို့အာမင်ယုံဖို့လို့လေပြောကြဘုရားတကယ်ယုံဖို့လို့တယ်လို့ယုံဖို့လို့တယ်ကျွန်တော်တို့ဘူဖေးသွားစားတဲ့ခါမှာနော်ဘူဖေးသွားစားတဲ့ခါမှာအယူလို့ကျွန်တော်တို့ပတ်စံရှင်းလိုက်တယ်တယောက်ကို15ချက်ဖြစ်ဖြစ်20ဖြစ်ပတ်စံရှင်းလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဘူဖေးဆိုင်ရောက်သွားတဲ့ခါမှာဘောစာတူလို့အာစာတူလို့ဘောင်းမတူလို့ရေပဲတောက်သွားတယ်ဆိုတော့ကျွန်တော်တို့ကအဖိုးခါကအဝင်ပေါက်မှာပေးပြီးပြီမဟုတ်လားပေးပြီးပြီလေမစားရင်ဘယ်လိုရှုံးလဲကိုရှုံးတယ်လေအကုန်လုံးပေးပြီးပြီအာနာပြီးတော့ရတယ်တခွားပြီးတော့ပဲစားလိုက်ဘယ်လိုရှုံးလဲကိုပဲရှုံးတယ်လေဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ရဲ့အပြည့်လုံးစုံမိတ်ဆွေခံရမယ်နော်ဒီအာမင်္ဂလာအားလုံးကိုယေရှုကလဝါတိုင်းမှာခံပြီးပြီကျွန်တော်တို့ဘူပေးစားတယ်လို့ပဲအရင်ဦးဆုံးအပေါက်မှာရှင်ပေပြီးပြီအထဲမှာရှိတဲ့နော်အာစားလဲကျွန်တော်တို့စားလို့ရတယ်နော်ငါစားလဲစားလို့ရတယ်ဘောစားလဲစားလို့ရတယ်အမှတကယ်လို့
ဝီရှားရှိမယ်ဆိုဝီရှားလဲစားလို့ရတယ်မဟုတ်လားအတွန်းအတီးစားခြင်းအတီးအရင်တောက်ခြင်းအရင်အကုန်လုံးဖခင်ကအဖိုးကပေးပြီးပြီအကုန်လုံးပေးပြီးပြီကျွန်တော်တို့ယုံကြည်ခြင်းနဲ့တိမ့်ပိုက်ဖို့ပဲကျွန်တော်တို့ကမယုံတယုံနဲ့မစားခြင်းစားခြင်းတလို့လို့နဲ့ကျွန်တော်တို့လှုပ်တဲ့ခါဘယ်လိုရှုံးလဲကိုယ်ပဲရှုံးတယ်တချို့တွေဘူပေးဆိုင်အများတန်းတွားပြီးတော့ပိန်တဲ့လူတွေကဘာလဲသိလားမယုံတယုံနဲ့စားလို့ဘူပေးဆိုင်တော့နေတိုင်းသွားတယ်ဒါပေမဲ့ပိန်နေဘာကြောက်လဲဆိုတော့ကျမ်းမာရေးတချို့ကျတော့ကျမ်းမာရေးကြောင့်တချို့ကျတော့အဖိုးခါကပေးပြီးသားဒါပေမဲ့အထဲမှာအသားတွေမစားဘူးအတီးပဲစားတယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့အဖိုးခါပေးပြီးသားကျမ်းမာခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကောင်းစားခြင်းမေတ္တာရခြင်းအကုန်လုံးရှိပြီးသားဟာလေလုယာဟာလေလုယာနားလည်ဖို့ဘုရားကြီးကောင်းကြီးရှာပေးပါစေအဲ့ဒါတွေကိုကျွန်တော်တို့ဒီယုံဖို့လိုတယ်နည်းနည်းရှိသွားမလားမသိဘူးနောက်ဆုံးတစ်ပတ်ရောက်လာပြီဆိုတော့အလီနာမောအမဘာရေးထားလဲဆိုတော့ဟန်ကိုတိုဒင်းဟိုစွမ်းတာစာအင်းနာလေဟက်ပီနာတမ်ပီဟုံးပြဟီတဲ့အဲ့ငယ်လေးမှာဘာဖြစ်လို့တီးအတက်ကိုဖြည့်ရှိရှင်တဲ့ကရွေကျေးဇူးတော်ပြုနာများနဲ့တီးခေါင်းကိုရစ်ပတ်တော်မူတယ်တဲ့ဟာလေလုယာအတက်ဖြည့်ရှိရှင်တဲ့ကနော်ကျွန်တော်တို့မိသားစုထဲမှာဆိုရင်2022မှာဆိုရင်ဒီမှာနူးနဲ့ကျွန်တော်ဆိုရင်ဖေဖော်ဝါရီလထဲမှာဖြစ်တယ်ဖေဖော်ဝါရီမှာကားအက်ဆီဒန့်ဖြစ်တယ်နော်ကျွန်တော်ဘက်ကမဟုတ်ဒီမှာလို့ပြောတာတိုင်းကားလေသွားတယ်ဒါပေမဲ့ကားနှစ်ချက်လုံးတကားနှစ်ချက်လုံးပြတ်သွားတယ်ပိန်သွားတယ်ကျေးဇူးတော်ကြောင့်နှစ်ယောက်လုံးတော့ဘာမှမဖြစ်သွားဘူးဒါနည်းနည်းမူးတာပဲရှိတယ်ပြောချင်တာကကျွန်တော်တို့ဒီလိုမျိုးအသက်ပေးကကြုံရင်တော့မှဖခင်ကတည်တဲ့အခွင့်ကိုမပေးဘူးဆိုတဲ့ဟာကိုပြောချင်တယ်အဲ့ဒီအချိန်ကာလလုံးကဆိုရင်စကားဆက်သွားတယ်ကျွန်တော်တခါတည်းပြောချင်တယ်အဲ့ဒီအချိန်ကာလဆိုရင်2020ဇန်နဝါရီနီမော2ရက်နေ့မှာကျွန်တော်ရဲ့တတိယဒါတနေ့ဆုံးတယ်ဆိုတော့ဆုံးပြီးတော့အဲ့ဒီကာလကမိသားစုမှာအရန်ခက်ခဲပူဆွေးနေတဲ့ကာလဖေဖော်ဝါရီလောက်ရောက်လာတဲ့ခါကျတော့ကားအဆီဒန့်ဖြစ်ဟာ3လပိုင်းရောက်လာတဲ့ခါကျတော့မလေးရှားမှာရှိတဲ့အုံမော့ပါပူချီ4လပိုင်းရောက်လာတဲ့ခါကျတော့ရွာမှာအနီမော့အတော်တယောက်ပဲရှိတာအဲ့ဒီအဖေဘက်ကသူလည်းအဲ့ဆိုတော့ဒီကာလအတော်တင်းကကျွန်တော်တို့မိသားစုအတွက်တော်တော်ခက်ခဲတယ်တော်တော်ခက်ခဲတယ်ဆိုတာအခုချိန်တော့ဗဇက်ကနေပြောလို့ရမယ်အဲ့ဒီချက်တော်တော်ခက်ခဲတယ်တော်တော်ကိုခက်ခဲတာအဲ့တော့တားဆုံးနဲ့အကိုဆုံးနဲ့အတော်ဆုံးနဲ့အစီတန်းဖြစ်တယ်ဒါပေးလာလို့မဟုတ်ဘူးအိမ်မှာဘာဖြစ်တယ်လဲအိမ်သာပြက်တယ်အိမ်သာပြက်တော့လူတွေကဟိုနာရေးဆိုတော့လူလာပါတယ်ဆိုတော့အိမ်သာပြက်ဟိုကိတော့အိမ်တမို့အိမ်ဟောင်းပေါ့အပေါ်ထက်နဲ့အောက်ထက်ရှိတာအပေါ်ထက်ကအိမ်သာပြက်တဲ့ခါကျတော့အပေါ်ထက်ကလူကပိုင်အောက်ထက်ကဟာပလုံးတယ်ဆိုတော့ဒါမျိုးတွေပေါ့နော်မျက်နာဗလဲမျက်နာမရဘဲနဲ့အချက်ရချင်းနဲ့ကြုံရတယ်နောက်ဆုံးကျတော့နီပွီအသက်ရှင်သေးတယ်ဒီဘေးမန်တို့ရဲ့အတော်အသက်ရှင်သေးတယ်သူကလည်းနေအေးရှိနေတော့နေလှုပ်ရှားမှုအဲ့ဒါနဲ့အဲ့ဒီအချိန်မှာတော့မှကျွန်တော်တို့ကုမ္ပဏီခေါ်တာတော့မှနာရေးပို့တဲ့အချိန်မှာတော်တော်ခက်ခဲတယ်ဆိုတော့ဒါတွေကအခုချိန်မှာပြောနိုင်ပြီမဲ့ဆိုတော့အဲ့ဒီအချိန်ကာလကအရင်ခက်ခဲတယ်ဒါပေမဲ့ဖခင်ကလေနော်တကယ်ပဲအဲ့ဒီခန္ဓာယူကိုသူပဲပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာစာလ30အငယ်9ကကျွန်တော်ကိုဘုရားကခွန်အားပြည့်စေတယ်ညာဥယျမှာငိုကြွေးခြင်းကလာရောက်တဲ့ခုမယ်ဒါပေမဲ့ယုံကြည်ခြင်းတော့မပြတ်နဲ့စိတ်ချနေနည်းနည်းရမှာတရှင်းဆိုရတဲ့ခွင့်ရှိတယ်ဟာလေလုယာဟာလေလုယာအဲ့လိုမျိုးနည်းနည်းရမှာတရှင်းဆိုခြင်းနဲ့ဆိုရင်တော့ညာဥယျဆိုတဲ့အရာကိုတော့ဖျက်ရတယ်အာမင်ဆိုတော့သူများတဲ့ဒုက္ခခံရတယ်သူများတဲ့အပြောဆိုခံရတယ်သူများရဲ့ကဲ့ရဲ့ချင်းခံရတယ်ဆိုရင်တေးချတယ်မိတ်ဆွေဒီစာမှုဘက်ကိုအာဝန်ဖြေဖခင်က next level မှာမိတ်ဆွေကိုဆောက်တယ်ဟာလေလုယာဟာလေလုယာခမရကဒီစာမှုဘက်ကိုလုံးဝမဖြေရှင်ဘူးစိတ်ညစ်စရာကြီးအတင်းတော်ကလည်းဒီလိုရှိတဲ့အစမပြေဘူးတခြားစိတ်ပေါ်သွားတယ်အဲ့ဒီစာမှုဘက်ကိုပဲဖခင်ကခမရကိုဖြေခိုင်းတာဒါပေမဲ့ခင်ဗျားကမဖြေရှင်ဘူးထပ်ပြောင်းတယ်ဆိုတော့ state ပြောင်းလို့အဲ့ဒါပြတ်မလားမပြတ်ဘူးဖခင်က next level ကိုပို့ချင်တာ
အဲ့ဒီ next level ကိုသွားဖို့တဲ့ဒီဆောင်မှုတော့ကျွန်တော်တို့ဖြေရတာဖြစ်ဟာလေလုယာဖခင်ကအဲ့ဒီနှုတ်ကပတ်တော်အပြင်ညာဦးရမှာငိုကြွေးရှင်လာမယ်နက်နဲ့ရမှာတရှင်းဆိုအခွင့်မဲ့ဆိုတဲ့အဲ့ဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်ပြန်လဲပြီးတော့ခွန်အားရပြီးတော့ကျွန်တော်စံစာကြောင်းပြန်ဆက်တတ်တဲ့ဒီလိုနဲ့ပဲဖခင်ကနော်ကျေးဇူးပြုတဲ့ခါမှာ2023ဒီဇင်ဘာမှာကျွန်တော်ပါစလာပြီးခွင့်ဖခင်ကပေးတယ်ဟာလေလုယာ2024အောက်တိုဘာမှာကျေးဇူးတော်ကြောင့်ကျွန်တော်ဒီNew Birth Theology Semester Bible School ရဲ့ Ordained Ministry ဖြစ်ခွင့်ရတယ်။ Hallelujah ။ဒါပဲလားလို့မဟုတ်ဘဲနဲ့2025ထင်တယ်နော်ဟွာတော်မှာရောက်လာသေးတယ်မထင်မဲ့ပဲနဲ့နော်တူတော်မှာပါလို့ကန်နဂီပါနော်ဟောဟိုဘီ Ordained ထယူလာတာကြည့်ပဲအဲ့ဒီမှာလဲကျွန်တော်တို့ဇုံမီဖွဲ့စည်းကနေ Ordained patient ကိုပြန်ပြီးတော့ထပ်ပြီးတော့ကျေးဇူးတော်ကျွန်တော်ရတယ်။ပြောချင်တဲ့ຢာကဒါတွေကကျွန်တော်ဆက်ပြီးဘာကြောင့်ပြောချင်တာလဲဆိုတော့ညာဦးရဆိုတဲ့နော်ဒီခက်ခဲချင်းဝမ်းနေချင်းဒီအရာတွေကိုမိတ်ဆွေဖျားနဲ့အတူတူဖြတ်တန်းနက်နဲ့ရမှာတရှင်းဆိုရတဲ့အခွင့်ရှိတယ်ဟာလေလုယာကျွန်တော်တို့ဒီဆယ်ရန်ဆောင်ဝေကိုအောင်မနော်ကောလိပ်တခွင့်ရှိတာမဟုတ်လားဒီဆယ်ရန်ဆောင်ဝေကိုကျွန်တော်တို့မအောင်တရွေးကောလိပ်တက်လို့ရမလားမရဘူးအဲ့ဒါကြောင့်ဒီဆောင်ဝေကိုဖြေရမယ်အခုမိတ်ဆွေခံစားနေရတဲ့မိသားစုခက်ခဲချင်းပြဿနာနော်အမျိုးမျိုးအသွင်သွန်ရှိလိမ့်မယ်ဒါပေမဲ့စိုးရိမ်စရာမရှိဘူးဘုရားက next level မှာခမည်းကိုစောင့်နေဟာလေလုယာလက်ရှိဖြည့်နေရတဲ့ဆောင်းမှုပဲကိုကောင်းကောင်းဖြည့်ပါဘုရားတကယ်ချင်းပြောပါကောင်းကောင်းဖြည့်ပါလေ ကောင်းကောင်းဖြေပါ အင်းနာနဲ့ဖြည့်ပါလို့ပြောရအောင်ချစ်ချင်းမြတ်တာနဲ့ဖြည့်အဲ့ဒီဆောင်းမှုပဲကိုအောင်သွားပြီဆိုရင်တော့ဘုရားကခမည်းကိုပေးခြင်းတဲ့ကောင်းကြီးတွေရှိနေတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ကိုအဆုံးပြန်တက်မယ်ဆိုရင်ဒီနေ့နှုတ်ကပတ်တော်ကဘာလဲဆိုတော့စိုက်ရင်စိုက်တဲ့အတိုင်းရိပ်မယ်ဟာလေလုယာဟာလေလုယာဝမ်းမြောက်ခြင်းစိုက်ရင်ဝမ်းမြောက်ခြင်းရိပ်မယ်တော့ဥပမာတစ်ခုပြောမယ်ဆိုရင်ကျွန်တော်တို့မိဘတွေကကိုယ်သားသမီးတွေကိုဖျားเจ้าမှာmusic ဂီတာတို့ပါဝင်တာတို့ဖျားเจ้าမှာဖျားတရားအမှုတော်ထဲမှာမပါရှင်ကြဘူးလားပါရှင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ရောဖျားเจ้าတက်လာတက်ရှင်တက်တယ်မတက်ရှင်မတက်ဘူးသွားရှင်သွားတယ်မသွားရှင်မသွားဘူးဆိုတော့အဲ့လိုမျိုးဆိုရင်သာသမီတွေရမလားမရဘူးဖျားတရားနဲ့ပတ်သက်ပြီးတော့အချိန်များများပြီးများဆိုင်ခမည်းအချိန်မှာမစားရဘူးနဲ့ခမည်းသာသမီမြင်းမြင့်မှာစားရမယ်ဟာလေလုယာအာမင်အခုကျွန်တော်တို့အုံးပင်လေအုံးပင်အခုစားအခုစားလားမစားဘူးအုံးပင်ဆိုရင်15နှစ်နဲ့စလောက်မှစားတာအခုကျွန်တော်2000နဲ့2003လောက်ကမြန်မာပြည်ကထွက်တယ်အလုံးဝစိုက်ထားတဲ့အုံးပေကကျွန်တော်2019ပြန်တဲ့အချိန်လောက်မှစားရတယ်ဆိုတော့နှစ်ပေါင်း16လောက်မှစားရတယ်ပြောချင်တဲ့ຢာကတချို့အရာတွေကအခုစိုက်အခုမစားရဘူးဒါပေမဲ့ခမည်းမစားရပြီမဲ့ခမည်းသားစီမြည်စမှာစားရမယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့အဖွဲ့အစည်းတွေမှာပဲဖြစ်ဖျားတရားနဲ့ပတ်သက်ပြီးလောဘကြီးပါများစိုက်ပါနော်နှုတ်ကပတ်တော်တခုကဒီလိုပြောတယ်စိုက်ပျိုးသောသူနဲ့ရေလောင်းသောသူဒီအကျိုးခံစားခွင့်ရှိတယ်တဲ့ဒါပေမဲ့ခမည်းကိုယ်တိုင်အဲ့ဒီအတွက်ကိုအချိန်ပေးပြီးမစိုက်နိုင်ဘူးသူတောင်းရှင်မှလည်းမပါဝင်နိုင်ဘူးဘာလဲပြားကြောင်းလည်းကောင်းကောင်းမတတ်နိုင်ဘူးဆိုရင်လည်းပြဿနာမရှိဘူးရေလောင်းရှင်မှာပါဝင်ဟာလေလုယာကျွန်တော်ဆိုရင်တော့စိုက်ပျိုးတာဝါဒနာပါဘူးရေလောင်းလာဝါဒနာပါဒီဘက်မှာလူကစိုက်တယ်ကျွန်တော်အားရင်ရေသွားလောင်းတယ်ဘာကြောင့်လဲဆိုတော့စိုက်ပျိုးသောသူနဲ့ရေလောင်းသောသူဒီအကျိုးခံစားပြီးအတူတူပဲလို့ပြောတဲ့အခါမှာသူစိုက်တယ်ကျွန်တော်ရေလောင်းတယ်ပြီးစားရင်အတူတူစားတယ်ကျွန်တော်တို့ကခရတရားနဲ့ပတ်သက်ပြီးတော့အချိန်လည်းမပေးချင်ဘူးမစိုက်ချင်ဘူးရေလည်းမလောင်းချင်ဘူးဆိုရင်ဘာရမလဲဘာမှမရဘူးလေဟာလေလုယာအာမင်အဲ့ဒါကြောင့်မလို့မဆိုင်နိုင်ရင်တော့မှရေလောင်းတော်သူဖြစ်ပါစေအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဒီနှုတ်ကပတ်တော်အနေငယ်လေးနဲ့ခွန်အားပေးခြင်းနဲ့အရောက်ရှိတိုင်းပေါ်မှာဖျားကြည်ကောင်းကြီးရှာပေးပါစေအာမင်